ရွာတရွာမှာဥဖြူနဲ့ဦးမဲတို့နှစ်ယောက်ဟာသူနွားလေးကကောင်းတယ်ငါနွားလေးကကောင်းတယ်ဆိုပြီးတယောက်ကိုတယောက်အငင်းပွားနေကြပါတယ်အဲ့ဒီအချိန်မှာဦးညံပိုင်ကကောင်းမကောင်းပြိုင်ချိမှသိမှာပေါ့ဆိုပြီးဂျားထဲကနေအတို့ထောင်ဝင်လုပ်ပါတယ်ဒါနဲ့ဥဖြူနဲ့ဦးမဲတို့ဟာနွားလေးချင်းပြိုင်ကြတဲ့အဆင့်ကိုရောက်ပါတော့တယ်ပြိုင်ခါနီးအချိန်မှာတော့ဦးညံပိုင်တယောက်ဟာဥဖြူနဲ့ဦးမဲနှစ်ယောက်ကြားကိုဝင်ပြီးနှစ်ယောက်စလုံးကိုတွင်တွင်သာလက်နဲ့ကုပ်ပါတယ်ပြိုင်ပွဲပြီးတဲ့အခါမှာတော့ဥဖြူကနိုင်ပြီးဦးမဲကရှုံးသွားပါတယ်ဦးညံပိုင်ကဥဖြူစီသွားပြီးကဲဥဖြူကျုံမပြောဘူးလားခမည်းနိုင်မှမှန်းသိလို့ကျုပ်လက်ကုပ်တာလို့ပြောတဲ့ဥဖြူကကျေးဇူးတင်ပြီးဦးညံပိုင်ကိုထမ်းရီအဝါတိုက်ပါတယ်ဦးညံပိုင်ဟာဦးမဲစီကိုလည်းထက်သွားပြန်တယ်ပြီးတော့ဦးမဲကိုခမည်းဗျာမပြိုင်ပါနဲ့လို့ကျုပ်ကလက်ကုပ်ပြီးပြောနေတာပြိုင်ပြအောင်ပြိုင်တယ်လို့ပြောပါလေရောအဲ့ဒီတော့ဦးမဲကလည်းဦးညံပိုင်အပေါ်အော်သူငါအပေါ်စေတနာကောင်းရှာတာဆိုပြီးတန်းရီအဝတိုက်လိုက်ပြန်ပါတယ်ဒီခေတ်မှာဦးညံပိုင်လိုလူကတယောက်တည်းရှိတာမဟုတ်ပါဘူးအများကြီးဖြစ်နေပါပြီလက်ကုပ်တိုင်ကိုလူလို့မမှတ်ကြပါနဲ့ဗျာ